နာချင်းရဲ့ပု္ပ္ပာတဲ့ညီကိုနှစ်ယောက်ရှိတာအဲ့ဒီညီကိုနှစ်ယောက်ကလေသမားညီကိုနှစ်ယောက်သူတို့နှစ်ယောက်ကဒီဟုတ်ငယ်စဉ်တောင်ကြီးကလေးဘွားကတဲ့ကကမှသူတို့ချစ်ခင်နဲ့ပဲသူတို့နေလာကြတာပေါ့ညီကိုနှစ်ယောက်တော်တော်လေးကိုချစ်ကြတယ်ညီကိုနှစ်ယောက်သူတို့အလုပ်လုပ်တော့လဲသူတို့အတူတူပဲသူတို့ရဲ့ဒီဟိုအဖေဒီလက်ထက်ကတဲ့ကဒီလေတွေသူတို့ပိုင်ဆိုင်မှုတွေပဲသူတို့အကုန်လုံးအတူတူလုပ်ကြတယ်အတူတူလုပ်ပြီးတော့ရတဲ့ဟာတွေကိုတီးနှံနေပဲဖြစ်အဲ့ဒီဟာတွေကြတော့သူတို့တွေတယောက်တစ်ဝက်ပေါ့အညီမျှပဲသူတို့ခွဲယူတယ်မြတ်တပုံစံမျိုးပေါ့အဲ့မှာခွဲယူပြီးတော့ဒီလိုများဒီရောင်းလို့ရတဲ့အချိုးမြတ်တွေလည်းတယောက်တစ်ဝက်ပဲသူတို့ခွဲယူတာပေါ့တယောက်တစ်ဝက်ခွဲယူတော့အဲ့လိုပဲနေလာကြတယ်သူတို့နေတာကြတော့သူ့အကိုကဒီအရင်အိမ်အောင်ကြတာပေါ့သူကအရင်အိမ်အောင်ကြဆိုတော့ကိုသူအိမ်အောင်ကြတော့နောက်ဆုံးသားသမီးတွေနဲ့သူနေတာပေါ့သားသမီးနေတော့သူ့အကိုကအိမ်တက်နေတယ်သူညာအိမ်တက်ပေါ့သူညာအိမ်တက်ဆိုတဲ့နေရာမှာတောရွာတွေကြတော့တိမ်နဲ့တိမ်ကမူကြီးတယ်ပြန်ပေါ့ဒီအိမ်ချင်းကအိမ်နာချင်းဆိုရင်သူတို့ရဲ့အလယ်မှာခြားတာအဲ့ဒီကွက်လက်လေးတစ်ခုခြားတာပေါ့အဲ့ကွက်လက်ပဲမဲ့နည်းနည်းတော့လည်းကျဲတယ်အဲ့ကွက်လေးတစ်ခုခြားတယ်အမှစဉ်းစားလိုက်ကြတော့ဘယ်လိုစဉ်းစားလဲဆိုတော့သူ့ညီကစဉ်းစားတယ်ငါတယောက်တည်းငါကိုကမိသားစုများပဲငါကမိသားစုများဆိုတော့အဲ့ဒါကိုငါတို့အတူတူလုပ်ပြီးတော့မှရလာတဲ့ဟာကိုတယောက်တော့ခွေးနေတာကြီးကြတော့ငါမှမြတ်တက်ရကြမယ်ငါတယောက်တည်းသမားဆိုတော့အရင်ပဲငါလိုတာလည်းအများကြီးမရှိဘူးသူစဉ်းစားပြီးတော့နောက်သူတွေးမိတာတခုရှိတယ်အဲ့ဒါသူ့ရဲ့စဘာတွေကမှစဘာတအိတ်ကိုသူခမ်းပြီးတော့မှသူ့ကိုသူအဲ့ဒီသူသွားပြီးတော့သူ့ကိုရဲ့စဘာထဲနေစပကြည်တဲ့ကိုသူကောက်ပြီးတော့စဘာကောက်ထဲတယ်ဒါတော့သူညီလုံးနေပေါ့အကိုဘက်ကကြတော့အကိုဘက်စဉ်းစားကြတော့ငါညီတဲ့ငါညီသူလဲအလုတ်ပင်မရှာတယ်သူကမိသားစုနဲ့ဆိုတော့တခါတလေနောက်ကျတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းရှိတာ哦အလုတ်လည်းပင်မရှာတယ်ပြီးတော့သူပို့လောက်ပါပြီးတော့မှသူကတယောက်တစ်ဝက်ခွေးနေဆိုတဲ့ပုံစံမျိုးငါမမြတ်တလို့ရှိတာ哦အလုတ်လည်းပင်မရှာတယ်ပြီးတော့သူပို့လောက်ပါပြီးတော့မှသူကတယောက်တစ်ဝက်ခွေးနေဆိုတဲ့ပုံစံမျိုးငါမမြတ်တလို့မျိုးခံစားရတယ်ပြီးတော့ငါကဒီတာတော့သမီးချန်တွေလည်းရှိတယ်တခုများဒီနေထိုင်မကောင်းဖြစ်ရင်လည်းငါအတွက်ဘာမှထူးပြီးတော့မှအရင်တော့ပြဿနာမရှိဘူးငါညီမတယောက်တည်းသူ့ရဲ့ဒီအနာဂတ်အတွက်ကလည်းသူတွေးပြရမှာပေါ့တွေးရဆိုတော့ငါညီကိုငါမမြတ်တတယ်လို့ဖြစ်နေတဲ့ဟာကိုငါလည်းလုပ်ပြမှရမယ်ဆိုတော့သူ့အကိုကလည်းသူ့ရဲ့စပကြည်တွေကအမှစဘာကိုသူသွားပြီးတော့မှတရက်ကိုအဲ့ဒီတအိတ်စီသွားပြီးတော့သူထမ်းပြီးတော့မှသွားထားရတယ်အဲ့လိုသွားထားပြီးတော့သူတို့ကနှစ်ယောက်လုံးသူတို့လုံနေတာပေါ့လုံနေတာအဲ့လိုမျိုးလုံနေပေမဲ့သူတို့ပုံမှန်တိုင်းပဲသူတို့လေယာလုပ်တယ်အဲ့လိုပဲနေနေသူတို့စပကြည်ပုံစံမျိုးကြည့်တော့လဲနှစ်ခုလုံးကထူးပြီးတော့အရင်ကြီးကိုမကွာပါဘူးသူညီလဲသူစဉ်းစားလို့မရအောင်ငါစဘာတိတ်စီငါသွားပြီးတော့မှတနေ့ကိုငါသွားပြီးတော့မှပေးနေရတော့မှငါဒီထဲမှာလေဒီတိုင်းလိုပဲဆိုသူ့ကိုကလည်းအိတ်တမ်းပဲသူ့ကိုကလည်းငါညီစီသွားပြီးတော့ပေးနေရပဲဒါပေမဲ့ငါဟာလည်းမလျော့ဘူးအဲ့လိုပဲဖြစ်နေတယ်ဆိုသူတို့နှစ်ယောက်လုံးပဲစဉ်းစားခံနေတယ်သူတယောက်ပြောလားဆိုတော့တယောက်လည်းအထွေထူးရလို့လည်းသူတို့မပြောနိုင်ဘူးအဲ့လိုပဲနေတာသူတို့စဉ်းစားတယ်အဲ့ဒီပု္ပ္ပာကိုသူတို့စဉ်းစားလို့တော့သူတို့မရအောင်ဘယ်လိုမျိုးဖြစ်တာလဲတခုတော့လွယ်ဒါပေမဲ့နောက်တစ်ခုကြတော့လည်းစဘာတိတ်ဆိုတဲ့ပုံစံမျိုးကလည်းအရင်ကထူးတော့မှပန်းကြီးခဲ့ဆိုတဲ့အနေထားပုံစံမျိုးမဟုတ်တော့လဲအဲ့လိုမျိုးအရေးကြီးလိုက်ပြီးတော့မှမစုံစမ်းတဲ့အပိုင်းတွေလည်းပါတာပေါ့မစုံစမ်းပိုင်းပါပြီးတော့တရက်လည်းကြာအောင်ဒီသူ့ကိုကလည်းသူတို့ပုံမှန်တိုင်းမှာသူတို့လုံနေကြသူ့ညီစီကိုသွားပြီးတော့မှစဘာတအိတ်သွားထမ်းပြီးတော့သူကသွားပြီးတော့ပို့တာအဲ့မှာသူ့ကိုကလည်းအဲ့တိုင်းပဲသွားပြီးတော့ပို့တယ်
သွားရပို့တယ်ပို့ပြန်တရက်ကြတော့ဖြစ်ချင်တော့အဲ့ဒီရက်ကလမ်းမညံဖြစ်နေလမ်းမညံဆိုတော့အကုန်လုံးဟိုကောင်းကောင်းတယောက်တော့သူမမြင်ရဘူးမမြင်ရတဲ့ချိန်မှာဟိုအဲ့တိုင်းမဲ့သူတို့လာပြီးတော့ပို့တယ်အမှလမ်းမှာသူတို့ရဲ့ဂျားတွေကသူတို့တိမ်နဲ့တိမ်ကြားတွေကအဲ့ဒီမြေကွက်လက်မှာသူသွားပြီးသူတို့တိုက်ပါတိုက်မိကြတယ်တက်မိရောဘယ်သူပဲပေါ့ဒီပဲဟုတ်ပါလဲအပန်လဲကြတော့ညီလေးမင်းလားဟုတ်တယ်အကိုဟိုသူတို့တည်ထားတာလဲစဘာအိတ်ဆိုတော့ဟိုနှစ်ယောက်လုံးကဟိုမေးစရာမလိုပြောစရာမလိုသူတို့သဘောပေါက်သွားပြီသူတို့ရဲ့စပကြီးထဲမှာရှိတဲ့စဘာတွေကမလျော့ပဲနဲ့ဒီတိုင်းပဲပုံမှန်ပဲဖြစ်နေတဲ့ဟာကိုသူတို့နှစ်ယောက်လုံးသဘောပေါက်အောင်နောက်တော့ပေါက်ပြီးတော့သူတို့နှစ်ယောက်လုံးဟိုတိတ်သွားတယ်နှစ်ယောက်လုံးတိတ်သွားပြီးလည်းပြီးတော့သူတို့တွေဟိုငကိုတယောက်အရန်ကိုသူတို့ဟိုတင်းတင်းကြပ်ကြပ်သူတို့ဖတ်ထားတာပေါ့ဖတ်ပြီးတော့ဒီလေးကအဲ့လိုမျိုးဒီနောက်ဆုံးကြတော့သူတို့တွေပို့ပြီးတော့မှသူတို့တွေချစ်ခင်ရင်းနှီးပုံစံမျိုးပို့ပြီးတော့တိုးလာတာပေါ့ညီကလည်းအခုပေါ်ထားတဲ့ချစ်ချင်းမြတ်တာတွေကမျှတတယ်လို့မျိုးအကိုကလည်းညီပေါ်ထားတဲ့ချစ်ချင်းမြတ်တာတွေကမျှတသူတို့တွေမျှတတာမဟုတ်မျှတတဲ့ထောင်မှာသူတို့ကပိုရှံနေတဲ့တယောက်ထားတဲ့ချစ်ချင်းမြတ်တာတွေကတကယ်ကိုဟိုအတူကိုကောင်းတဲ့ညီကိုဒီမိသားစုပုံစံမျိုးလေးတွေပေါ့တကယ်ကိုသူတို့ရှာနေတဲ့ပုံစံမျိုးလဲတွေ့တယ်လို့မျိုးဒီသိလိုက်ရတာဖတ်လိုက်ရတယ်ဆိုတော့ feeling လေးကတော်တော်လေးခံစားလို့ကောင်းတယ်